ကျမကတော့ ITBB ရဲ့ founder မမြင့်နိုးပါမမီရီကတော့မနိုးလို့ပဲခေါ်ကြပါတယ်ရှင်ကျမကတော့ဒေါက်တာဆူရီပါအရင်ပြားနဲ့အလှပဆိုင်ရာဆရာဝန်ပေါ့နော်ကျမဒီ Laser Care Clinic ရဲ့ founding member နဲ့ director အနေနဲ့တာဝန်ထမ်းဆောင်နေရောတတရေကလေးတွေက baby ကနေပြီးတော့မှာပေါ့အရွယ်လေးတွေပြောင်းလာကြတယ်ပေါ့နော်ရွယ်ရောက်လာတယ် teenager အရွယ်ရောက်လာတယ်ပေါ့နော်အဲ့လိုတွေမှာခုနဒေါက်တာပြောသွားတယ်ပေါ့နော်ဒါပေမဲ့baby လေးတွေ skin ကိုဂရုစိုက်ရမယ့်ပုံနဲ့twin တို့ teenager တို့ဂရုစိုက်ရမယ့်ပုံကြတယ်မတူတော့ဘူးပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဒေါက်တာနည်းနည်းလေးဘယ်လိုလေး take care လုပ်ရမလဲဆိုတော့ပြပြပေးပါမယ်ရှင်ဟုတ်ဒါကတော့ baby skin care အရွယ်အလိုက်ပြောင်းလဲသွားတာမျိုးပေါ့နော်ဆိုတော့ newborn ပေါ့မွေးချင်းဆိုလို့ရှိရင်တော့ skin care မှာတော့အများကြီးတိတ်မလို့ပေါ့နော်ရေလောက်နဲ့ပဲရေချိုးပေးလို့ရတယ်ကျမဒီမွေးစားကလေးမွေးစားမှာဆိုလို့ရှိရင်ဒီ nurse တရားဆိုရင်ရိုးရေနဲ့ချိုးပေးရဲနောက်တစ်ခုကအဓိကသူတို့လုံးဝမဲ့နေရာကြတော့ဒါ nappy နေရာပေါ့နော်ဒီသူတို့ diaper လေးတွေကနောက်ပိုင်းကျတော့ diaper ဝတ်လာတဲ့ခါကျတော့ဒီ nappy နေရာလေးတွေမှာအဲ့လိုအန်ရဖြစ်စေတဲ့ဟိုရှာမီတာတို့ထိကိုက်မိတာတို့ပွန်းနာတို့အဲ့လိုမျိုးလေးတွေဖြစ်တယ်အဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးတွေကိုကာကွယ်ဖို့အတွက်ဒီဟိုပါပေါ့ cream လေးတွေလိမ့်ပေးတာမျိုးဒါကတော့ဒါ newborn မှာစသုံးလို့ရနေပြီပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ဒီ၄ဘတ်6ဘတ်ပေါ့နော်၄ဘတ်6ဘတ်လောက်ဆိုရင်တော့စပြီးတော့ဒါ shower gel တို့လိုမျိုးလေးတွေစသုံးလို့ရလာပြီနောက် moisturizer တို့နောက်စသုံးလို့ရလာပြီပေါ့နော်နောက်6လပေါ့နော်6လလောက်ဆိုရင်တော့ဒါ baby sunscreen လေးတွေထုတ်လာကြပြီပေါ့နော်ဆိုတော့ baby sunscreen လေးတွေသုံးလို့ရလာပြီအခုနောက်ပိုင်းကလေးတွေကရေတွေကူးကြရလေအဲ့တော့ရေကူးကန်ဒီဆိုရင်လည်း baby sunscreen လေးကိုတေချာလေးသုံးပေးတဲ့လေပေါ့နော်အဲ့ဒါရဲ့နောက်တစ်နှစ်ကနေပြီးတော့12နှစ်အဲ့လောက်တွဲငါကြတော့ဒီခုနကပြောခဲ့တဲ့ပေါ့နော်ဒီ moisturize လုပ်ရမယ်နောက်ပြီးတော့တန်ရှင်းပိုင်းဒီကလုပ်ရမယ် gentle cleansing ပေါ့နော် gentle cleanser လေးတွေသုံးပေးရမယ်နောက်ပြီးတော့ sunscreen ပေါ့အဲ့ဒါလေးတွေတေးချာချာ use ဆိုင်ပေးရင်အဆင်ပြေတယ်12နှစ်နောက်ပိုင်းနောက်ကြီးကောင်ဝင်လာပြီးဒီ10ကျော်သက်အရွယ်ဖြစ်လာပြီးဆိုလို့ရှိရင်တော့ဒါသူတို့ရဲ့ skin type လေးတွေကလည်းနည်းနည်းပြောင်းလဲလာပြီပေါ့နော်ဆိုတော့သူတို့ရဲ့ပြောင်းလဲလာတဲ့ skin type အလိုက်ကိုပြန်ပြီးတော့ skin care လေးတွေပြန်ပြီးရွေးချယ်လို့ရပါပြီပေါ့နော်ဟုတ်ကဲ့ပါဒေါက်တာအဲ့ကျတော့သူတို့ရဲ့ skin ပေါ်မှာမူတည်ပြီးတော့မှပဲ sensitive ဆိုလို့ရှိရင်လည်းခုနကပြောသလိုပဲ sensitive ပေါ့နော်teenager တွေမှာဆိုလို့ရှိရင်လည်းအခုက skin care တွေကအရင်ပေါ်တယ်လीเนาะပေါ်တော့ကလေးငယ်တွေကလည်းသူတို့ကteenager ဖြစ်လာပြီဆိုအလွယ်တကူပဲပေါ့နော်လူကြီးတုံးနဲ့ skin care တွေယူတုံလိုက်တာမျိုးတော့တတိထားစေချင်တာပေါ့နော်ဒေါက်တာအနေနဲ့ရောအရင်ဟာလေးရောခုနကဒီ12နှစ်နဲ့ဒီလူကြီးမရောက်ခင်ကြားကာလမှာပေါ့နော်တော်တော်လေးဂရုစိုက်ရမယ့်ကာလလေးအဲ့ဒါတော့ဂရုစိုက်ရမယ့်ကာလပေါ့နော်ဒီအချိန်မှာသူတို့တွေကဒီအစီကလန်းလေးတွေလည်းဖွံ့ဖြိုးလာပြီခုနငငယ်ကမဖွံ့ဖြိုးခဲ့ဘူးပေါ့နော်အဲ့ချိန်ကြမှာသူတို့ကအဲ့ကြောင့်ဝက်ချန်လေးတွေထွက်လာကြတာမျိုးလေးဖြစ်တယ်ဆိုတော့အဲ့ခါကျတော့ဒါကုသမယ်အပိုင်းရောက်သွားတာပေါ့လေနော်ဒါဝက်ချန်ကူရမယ်နောက်တစ်ခုကကျတော့ဒီဝက်ချန်နဲ့ပတ်သက်တဲ့ product လေးတွေစပြီးတော့ try လို့ရလာပြီပေါ့အဲ့မဲ့သူတို့ကတိတ်ပြီးတော့ဟိုကိုယ့်ကိုဟဲကလေးပဲရှိသေးတယ် skin care မလုပ်ချင်သေးဘူးတခါလေအမေတွေကလည်းပြောတတ်ကြတယ်အဲ့လိုမျိုးငယ်သေးတယ်ဟို skin care လုပ်စရာလိုပြီလားပေါ့နော်အဲ့ဒါပေမဲ့လိုတာတော့လိုနေပြီဘာလို့လဲဆိုတော့ဟိုမွေးစားကြတဲ့ကနေတောင်အခုက skin care တွေရှိလာကြနေပြီဆိုတော့လေဒါကတော့သုံးသင့်နေပြီပေါ့နော်အနေဆုံးအဆင့်ကတော့ခုနပြောတဲ့ cleansing နောက်က moisturize sunscreen ဒါကတော့ဟိုးငယ်ငယ်လေးကစလာမယ့်ဟာပေါ့နော်ဒီဟာလိမ့်ပြီးရင်လည်း data cleansing ပြန်လုပ်ရမယ်ဆိုတဲ့ step လေးတွေပေါ့နော်အဲကြရင်ကျတော့တခါကျရင်ဟိုပေါ့သူတို့လေးတွေကမမီတွေရဲ့ပစ္စည်းလေးတွေအလွယ်တကူယူတုံလိုက်တယ်အဲ့လိုမျိုးလေးတွေပေါ့မမီတွေလည်းသုံးလို့ရတယ်အခုကကျရင်ကျတော့သူတို့ဟာလေးတွေကမမီတွေတော့လည်းသုံးလို့ရတယ်တခါလေးဟို gentle cleanser ဒီမှာ micellar water bioderma ဘူးဆိုတော့လေတခါလေးမမီနဲ့ share သုံးတယ်နူလက်တုံးနဲ့ဒီဟာလေးခိုင်ကြရင်ကိုတူနာဟိုဟာဖြစ်တယ်သူဟာလေးလောက်လိုက်တော့တော်လေးအဆင်ပြေတယ်ဟုတ်ဒါဆိုတော့သူတို့ရဲ့ skin care လေးတွေလည်းအရေးပါတယ်ပေါ့နော်ဒီနေ့ကျမှဆိုရင်မမီတွေကလေခုနကဒေါက်တာပြောသွားတယ်ပေါ့နော်ဒီဟိုသူ့အရေးပြလာကုတမဲ့အဆင့်ပေါ့နော်ကုတမဲ့အဆင့်ဆိုလို့ရှင်တော်တော်များများလေနိုးစီလာတယ်ဆိုလို့ရှင်လေနိုးကတော့ဒီ dermatologist စီတွားဖို့ recommend လုပ်တယ်သူတို့ကြရင်ကြတော့လွယ်တကူမတွားချင်ဘူးပေါ့နော်တွားဖို့လိုလို့လားပေါ့တကယ်တမ်းတော့ကို skin type လေးကိုတီးအောင်ကလေး skin type လေးတီးအောင်တော့တွားတင်တယ်ပေါ့နော်ကုတတဲ့အဆင့်ဆိုလို့ရှင်လေနော်သူကြတော့လေဟိုတော်တော်များများကြရင်ကြတော့ဟိုလိုproduct လိမ့်နိုင်တက်တာသွားမယ်ခိုင်ကြ infection ဝင်နေတာမျိုးလဲရှိနိုင်တယ်လေနော်တော်တော်နော်အဲကြတော့ဒါကြတော့ဟိုဟာပေါ့ဒီဝက်ချန်ဆိုရင်လည်းဒါဝက်ချန်အလျောက်တော့ဆက်ပြီးတော့ကုသင်တာပေါ့လေဒီတိုင်းထားရင်ကြတော့ဒီအရေးပြားကဒီနှုတ်နေတဲ့အချိန်မှာဆိုတော့ပိုဆိုးနိုင်တာပေါ့နော်ဒါသူနောက်ပိုင်းလဲသူ့အတွက်လဲအဆင်မပြေဖြစ်နိုင်တယ်ဒါမျက်နှာမှာဥမာဝက်ချ
ချမ်းချောင်းဆိုရင်ဂျိုင်းကွက်တွေပါကြံသွားနိုင်တယ်ကလေးတွေကြတော့နောက်ပိုင်းလဲသူဆက်ရှောက်အောင်မှာဆိုလမ်းဆက်ရှောက်အောင်မှာဆိုလေအစင်ပြီးထိတ်တယ်ရမှာဆိုလေဟုတ်တယ်ဟုတ်အဲဆိုတော့ဒီလိုမျိုး skin problem တွေဖြစ်လာလို့ရှိရင်เนาะ dermatologist နဲ့မဖြစ်မနေတော့တိုင်ပင်တင်နေပါเนาะဟုတ်ကဲ့ပါကျေးဇူးပါရှင့်ဒေါက်တာရဲ့ရှေ့မှာတော့ဒေါက်တာလည်းပြောခဲ့ပါတယ်ဒီ sun cream ရဲ့အရေးပါပုံလေးပေါ့လေဒါပေမဲ့လည်းမမေတွေတိတိကျကျလေးပို့ပြီးတော့မှတိအောင်လို့ပေါ့နော်အဲဒီ sun cream ကဘာလို့လိုအပ်လဲဒီကလေးဘယ်အရွယ်နေပြီးတော့မှစပြီးသုံးပေးတင်လဲဆိုတာလေးကိုထပ်ပြီးတော့မှမမေတွေကိုထပ်ပြီးပြောပြပေးပါအောင်ရှင်ကလေးတွေရဲ့အသားကြီးကအရန်နူးညံ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီနေရောင်ခြည်ပေါ့နော်နေရောင်ခြည်ရဲ့ဒဏ်နောက်တစ်ခုကကျတော့ဒီ environment ပေါ့နော်ပတ်ဝန်းကျင်ရဲ့လေထုညံ့ညံ့မှုဒဏ်အဲ့ဒါလေးတွေကိုခံရတယ်အဲ့တော့အဲ့ဒါတွေကိုကာကွယ်ဖို့လိုတယ်ကာကွယ်တဲ့အချိန်မှာလည်းဒီ6လအောက်ဆိုလို့ရှိရင်တော့နေရောင်ခြည်ဓာတ်ရိုက်မထိအောင်ဂယူးဆိုင်ရမယ်ပေါ့နော်ဒါကတော့မမေတို့ဂယူးဆိုင်ပြီးတော့ဒါအိမ်ထဲမှာပဲနေတာမျိုးပဲဖြစ်ပေါ့နော်နေပေးရမယ်နောက်6လအထက်ဆိုရင်တော့ဒါ sunscreen လေးတွေရှိလာပြီလိမ့်ပေးလို့ရလာပြီပေါ့နော် sunscreen ဆိုလို့ရှိရင် SPF အနည်းဆုံး30ပါတဲ့ sunscreen ကိုအသုံးပြုလို့ရတယ်နောက်တစ်ခုကကြတော့ physical sunscreen အမျိုးအစားတော့ဖြစ်ရမယ်ပေါ့နော်ဒါကတော့များသောအားဖြင့် baby sunscreen တွေကတော့တော်တော်များများကတော့ physical sunscreen အမျိုးအစားပဲထုတ်ကြတာများပါတယ်ဟုတ်ကဲ့ပါဒေါက်တာရေအဲကျွန်တော်မဖြစ်မနေဘူးပေါ့နော်ဒီ6လအောက်ဆိုရင်ခါလေးမေမေတွေကလေဟိုပေါ့ peach လေးခေါ်ဝါချင်လို့ပါဆိုလို့ရှိရင်တော့ sun cream ကတော့အဲ့ချိန်မှာတော့6လအောက်ဆိုရင်မရဘူးကိုကနဲ့ကိုပဲဒီလိုမျိုးထိန်ထိန်ပေါ့နော်အနေဘူးတဲ့တိတ်မခေါ်ကာဗာလေးလုပ်ပြီးအဲ့လိုမျိုးပဲအဆင်ပြေမှာပေါ့နော်ဟုတ်ကဲ့ပါဒေါက်တာရေဟုတ်ကျေးဇူးပါဟုတ်ပါဒေါက်တာကိုကကြာရင်ပေါ့နော်မေမေတွေကိုတီးစေချင်တာပေါ့နော်ဒီ cleansing step ကလည်းအရင်အရေးပါတယ်ပဲ cleansing ဆိုရင် body ဒါမကောက်ပေါ့နော်ဒီ face ပေါ့နော် face ကိုရဲ့ cleansing step ကလည်းအရင်အရေးပါတယ်ဆိုတဲ့အကြောင်းလေးကိုပေါ့ sharing လုပ်ပေးချင်လို့ပေါ့နော်ဒီပေါ့ဒီ bioderma ဆိုလို့ရှိရင်ဒီ micellar water တော့ foam gel တော့ရှိတယ်ပေါ့နော် foam gel ကိုမျက်နှာတက်လို့ရတယ်ဒီ micellar water လေးကိုလည်းပြန်သုံးပေးလို့ရတယ်လို့နှုတ်ကပြောလို့ရှိရင်တို့က foaming gel နဲ့မျက်နှာတက်ပြီးနေပြီ micellar water ထပ်တုံးဖို့လိုလို့လားပေါ့နော်နှုတ်ကတော့ဒီပေါ့နော်ကလေးလေးတွေမေမေတွေသုံးပေးဖြစ်အောင်ဆိုပြီးတော့ micellar water ကိုတူနာလိုမျိုးလေးအနေနဲ့လည်းသုံးပေးလို့ရတယ်ဆိုပြီးနှုတ်ပြောပေးဖြစ်တယ်ပေါ့နော်အဲ့ဒါလေးရောပေါ့ဒေါက်တာအနေနဲ့ရောအဲ့လိုမျိုးလေးသွားတာလေးကအဆင်ပြေလားပေါ့တစ်ချက်လောက်ပြောပြပါရှင်ဟုတ်အခုဒီ bioderma ရဲ့ဒီ ABC dam gel mousse ပေါ့နော်သူ့မှာဆိုရင်ဒီ soap free formula တော့လုပ်ထားတယ်ဆိုတဲ့အတွက်ကြောင့်ကလေးအသားရည်ကိုထိခိုက်မှုမရှိဘူးပေါ့နော် very gentle very mild ပေါ့နော်ဆိုတော့ဒီကောင်လေးသုံးပြီးရင်ထပ်သုံးခြင်းလဲရတယ်ပြဿနာမရှိဘူးဘာလို့ဆိုတော့ဒီနောက်ထပ် micellar water ကလည်း ultra gentle သူ့ရဲ့ formula ကအရန်ကိုနူးညံ့အောင်လုပ်ထားပေးရပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ပြန်ပြီးသုံးပေးလဲအဆင်ပြေတယ်နောက် double cleansing သဘောမျိုးဖြစ်တာပေါ့နော်ဘာလို့ဆိုကလေးတွေကြတော့ဟိုအညစ်အကြေးလေးတွေနောက်ဟိုလက်ကလည်းဟိုကိုင်းဒီကိုင်းနဲ့ဆိုတော့လက်ကလေးတွေကအစာတန်ရှင်းလုပ်ပေးဖို့လဲလိုတယ်ဆိုတော့အဲ့ဒါလေးတွေလုပ်ပေးဖို့ရတယ်နောက်တစ်ခုကကြတော့ဒီ micellar water လေးကကြတော့ဒီအစီတို့အညစ်အကြေးတို့ဖယ်ရှားပေးတဲ့နေရာမှာသုံးတယ်ပေါ့နော်တခါလေး micellar water လေးတီးတတ်မယ်သုံးလိုက်ချင်လဲရတယ်ပေါ့နော်ဒီတစ်ခုတည်းပဲရတယ်ဘာလို့ဆိုတော့ तू ကကြတော့ no rinse formula ပေါ့နော်တချို့ကြ micellar water သုံးပြီးရင်မျက်နှာသေးရမှာဆိုတော့အဲ့ဒါမျိုးလေးတော့မဟုတ်ဘူးရတယ်ဒီတစ်မျိုးတည်းသုံးချင်လဲရတယ်ရေပြဆေးပြစရာမလိုဘူးပေါ့နော်ဆိုတော့ဒီနှစ်မျိုး double cleansing လေးသဘောမျိုးသုံးပေးရင်လည်းရတယ်ဥမာ sunscreen ခုန sunscreen တွေပါလိမ့်ပြီးတဲ့အချိန်မျိုးဆိုရင်လည်းဒါ double cleansing လေးလုပ်ပေးတဲ့သဘောပေါ့နော်နှစ်ခုစလုံးကအရန်နူးညံ့တဲ့ခါကျတော့အရေးပြားအတွက်တိတ်ပြီးတော့ပြဿနာမရှိဘူးပေါ့နော်ကလေးတွေကြောက်လည်းမျက်နှာတက်တဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ဘာလို့သူတို့တက်ကြတော့လေတခါလေးမပြောင်းနိုင်တာမျိုးရှိရတယ်နော်အဲ့ချိန်ကျရင်ဒီ micellar water တိုင်းနဲ့ဒီရဲ့ toner pad လေးနဲ့တက်လိုက်တော့ခါကျတော့ double cleansing လေးတွေချဖြစ်သွားတာပေါ့လေနော်ဟုတ်ဒီ micellar water ကလေတော်တော်ဒီမွေးကင်းစားနေဒါအတုံးဝင်တာနော်ဟုတ်တယ်တောက်လျှောက်ပေါ့နော်ဒါမွေးကင်းစားအတွက်ထုတ်ထားတာနောက်ပြီးတော့ size ကလည်းအကြီးဆိုတော့တမိသားစုလုံးအောင်သုံးလို့ရတယ်ပေါ့နော်တော်တော်ကောင်းအောင်သုံးပါမှာနော်အဲ့ဒီ micellar သူကလေမျက်နှာတွေမကပဲနဲ့ body လည်းသုံးပေါ့နော်နောက်ပြီးတော့ဒီ nappy area လေးတွေပေါ့နော်ဒီတင်မားလေးတွေကလေးတွေတင်မားလေးဆိုလဲဒါ diaper wear လို့ဒီအညစ်အကြေးလေးတွေကတ်နေရမျိုးတွေအဲ့ဒါမျိုးတွေတန်ရှင်းလုပ်တဲ့ခါမှာလည်းအသုံးဝင်တယ်wet tissue ထက်ဆိုင်လို့ရှိရင်ဒါလေးကပို့ပြီးတော့မှပေါ့နော်အိမ်မှာ recover ဖြစ်ဖို့လည်းမြန်မယ်တင်နော်တော်တော်နော်အဲကြောင့်ဟိုမိုးအေးတဲ့ရက်တွေတို့ရာဒီဥတုအေးတဲ့ရက်ကလေးရေမချိုးဖြစ်လို့ကလေးကိုတန့်ရှင်းလုပ်ပေးမယ်ဆိုလို့ရှိရင်လေပြင်းကြားဂျိုင်းနော်ပေါင်ကြားလေးတို့ချစ်ပွားလေးတို့တကူလုံးနော်အဲဒီအဝတ်တန့်လေးပေါ်မှာနော်ထည့်ပြီးတော့မှ cleansing လုပ်ပြီးလို့ရရေလည်းပြန်စီချစရာမလိုကလေးကလည်းတန်မွေးလေးဖြစ်သွားတာပေါ့နော်ဟုတ်အနော်လေးချက်လေးတော်တော်ပေါ့နေတိုင်းတချို့ကြလည်းရေနေတိုင်းမချိုးကျင်ကြဘူးပေါ့နော်အဲ့လိုမျိုးလေးဆိုရင်လည်းသုံးပေးလို့ရတယ်ဟုတ်တယ်ကလေးမကောင်းဖြစ်နေတဲ့အချိန်လေးဆိုလို့ရှိရင်လည်းရေမချိုးပေးဖြစ်တဲ့ရက်တွေမှာဆိုလို့ရှိရင်လည်းနော်အဲ့ဒါလေးသုံးပေးလိုက်ကလေးအနေနဲ့လည်းနေရတာနည်းနည်းလေးတန့်သွားတာပေါ့လေနော်ဒေါက်တာဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်
တော်တော်ရင်တို့နောက်ထပ်ပုံမေမေတွေအမေများတဲ့ဟာပေါ့နော်ဒီ skin problem တွေထဲမှာလာတာအများဆုံးနဲ့နိုးလဲဘာလုပ်ပေးလို့လုပ်ပေးရမယ်မတည်တဲ့ဖြစ်တဲ့ပြဿနာလေးอ่ะပေါ့နော်ဒီပါးမှာပေါ့နော်လို့အဖြူကွက်လိုမျိုးလေးတွေဖြစ်တာပေါ့နော်အဲ့ဒါလေးอ่ะပေါ့နော်ပေါ်လာလိုက်ပျောက်လာလိုက်ပေါ့တော့သူကကြာရင်ပေါ်နေကြတော့ပေါ့နော် skin ကအသားရောင်မကြီးတလို့ဖြစ်နေတော့မေမေတွေကအရန်ပျောက်ချင်တာဒါပြောင်းအောင်ဘာတုံးရမလဲဒါပြောင်းအောင်ဘာတုံးရမလဲပေါ့နော်အဲ့ရဲ့ပုံမှာဒေါက်တာဒီအဖြူကွက်လေးတွေကဘာကြောင့်ဖြစ်တာလဲဆိုတာရဲ့ဘယ်လိုပြောင်းအောင်လုပ်လို့ရတယ်ဆိုတာလေးရဲ့ပေါ့နော်ဒေါက်တာ sharing လုပ်ပေးပါဦးရှင်ဟုတ်ကဲ့ရှင်ဒီမျက်နှာမှာဖြစ်တဲ့ဖြူကွက်ပဲဖြစ်ဖြစ်ခန္ဓာကိုယ်ကဖြူကွက်ပဲဖြစ်ဖြစ်ပေါ့နော်ဒါမွေးရပါဆိုလို့ရှိရင်တော့ဆရာမတို့အနေနဲ့ nevus anemicus တို့ nevus depigmentosus တို့စတဲ့ဒီမွေးရပါအကွက်ကလေးတွေနာမည်လေးတွေပေါ့နော်အဲ့လိုပေးလို့ရတယ်ပြောလို့ရတယ်နောက်တစ်ခုကကြတော့ဒါညှင်းနဲ့မှားနိုင်တယ် pityriasis alba ပေါ့နော်နောက်တစ်ခုကကြတော့အဖြူအဆက်အပြောက်လေးတွေအဲ့ဒါမျိုးဆို melia ပေါ့နော်နောက်ပြီးတော့ဥကောင်းမှာဆိုအဖက်ဖက်တွေဖြစ်တယ်အဲ့ဒါမျိုးဆို crater cut ပေါ့ဒါကတော့ဟိုနေရာနဲ့လိုက်ပြီးတော့သူ့ရဲ့ပုံစံနဲ့လိုက်ပြီးတော့မျိုးဒီ diagnosis ကကွဲသွားတယ်ပေါ့နော်နောက်တစ်ခုကကြတော့ခုနကပြောသလိုဒီလိုအကွက်လေးတွေဖြစ်တယ်မျိုးဆိုရင်တစ်ခါလေးကျရင် eczema ပေါ့နော် eczema ကြောင့်လည်းအကွက်ကလေးတွေဖြစ်တာမျိုးရှိတတ်တယ်ဟုတ်သူကကြတော့ဒါမျိုးရိုးလိုက်တာပေါ့နော်မျိုးရိုးလိုက်ပြီးဖြစ်တတ်တဲ့ eczema ကလေးတွေရှိရပေါ့နော်သူကကြတော့ moisturizer လေးတည်တည်ချာချာလိမ့်ပေးဖို့လိုတယ်နောက်ပြီးတော့လည်းခုနပြောတဲ့နေလောင်ကဒါတွေကတော့ဒီဟာတွေပါပဲအရေးကြီးတဲ့ဟာတွေကတော့လေသူကပိုပြီး eczema သမားက dry skin ဖြစ်တဲ့အဲ့အတွက်ကြောင့်မလို့ moisturize ကတော့ကောင်းကောင်းလုပ်ပေးဖို့လိုတယ် moisturizer အပြည့်ဖြစ်ပေးနိုင်တဲ့ skin care ကိုမျိုးယူရမယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အားကြောင့်မေမေတွေကကြောက်လေတအားပျောက်ချင်တာခါကြရင်လေဟိုပျောက်သွားပြီးပြန်ပေါ်လာတယ်ဆိုတာ eczema skin ကသူရာဒီအလိုက်လည်းဖြစ်ပေါ်မှုကြောင့်ဒီလိုမျိုးဆောင်းရာသီတို့နောက်ပြီးတော့ဟိုနည်းနည်းဆိုထိုင်းမှုများတဲ့မိုးရာသီတို့အဲ့လိုမျိုးဆိုရင်အဲ့လိုကွင်းဝိုင်းလေးတွေပေါ်လာတယ်ပြီးတော့ပြန်ပျောက်သွားပြန်ရောအဲ့လိုမျိုးလေးတွေဖြစ်တယ်ပေါ့နော်ဒါကတော့လုံးဝကြီးပျောက်အောင်လုံးဝပျောက်အောင်ဆိုတာမပေါ်အောင်လို့လဲကြိုကာကွယ်လို့လဲမရအောင်ပေါ့လေဒါမျိုးယူလိုက်တဲ့ skin ဖြစ်နေတဲ့အခါကြတော့ဟုတ်ကဲ့ပါဟုတ်ဒါတိုင်းအကြမေမေတွေကြတော့လေဒီဟာလေးစိတ်ပူတာပေါ့စိတ်ပူကြပြီးတော့မှလေဒီဟာတုံးတယ်ဒီဟာနဲ့လည်းဒီဖြူကွက်ကမပြောက်ဘူးနောက်တစ်မျိုးပါရှိလေပေါ့နော်အဲ့လိုတွေအရင်ဖြစ်ကြလို့ပေါ့နော်အဓိကကတော့ဒီ moisturize လုပ်နေဖို့ပဲလိုအပ်တာပေါ့နော် skin care ပြောင်းဖို့လိုဘူးပေါ့နော်နောက်ဆေးပေါ့နော်ဆေးတော့လိမ့်လို့ရတယ်ပေါ့ဒါပေမဲ့ကလေးသားတွေကအရန်နူးညံ့တဲ့အတွက်ကြောင့်မလို့ဟိုအရေးပြားဒီဆရာဝန်နေနောက်တစ်ခုကကြာ pediatrician တွေပေါ့နော်သူတို့တွေကဆေးတော့တိတ်ပြီးတော့ညွှန်းလေးတော့မရှိဘူးပြောလိုက်ရင်လည်းအဲ့ကိစ္စ problem ကိုပြောပြလိုက်ရင်လည်းများသောအားဖြင့်ဒါ skin care လေးလုပ် moisturize လေးလုပ်အဲ့လောက်ပဲပြောကြတယ်များတယ်ပေါ့နော်အဲ့ဆိုကလေး skin ကအရန်နူးညံ့တော့သုံးရမယ့်ဆေးတွေကလည်းနည်းနည်းပြင်းတဲ့အခါကျတော့တိတ်ပြီးတော့မညွှန်းဘူးတော့တခုရှိတာအဲ့ဟို Facebook မှာလေ post လေးတွေမှာတင်ပြီးတော့မေးကြမေးပြီးအောက်မှာကျတော့သူတို့နဲ့အဆင်ပြေသွားတဲ့ဆေးမျိုးလေးတွေဆိုညွှန်းကြအဲ့မျိုးဆိုအရန်စိတ်ပူအသေးရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီတယောက်နဲ့အဆင်ပြေမဲ့ဒီတယောက်နောက်သူတို့ညွှန်းတဲ့ဆေးတွေကလည်းကြီးလိုက်တော့ပြင်းရေပေါ့နော်ဒါဆရာဝန်ညွှန်ကြားချက်နဲ့မှသုံးလို့ရတဲ့ဟာမျိုးတွေပေါ့လေအဲ့ဒါမျိုးနဲ့ဟာမျိုးအလွယ်တကူတာပေါ့ကိုဟုတ်တယ်တွေ့ရတယ်တို့ဆိုလို့ရှိရင်လည်းခါလေးကြိုင်ကိုကြတော့လဲဒေါက်တာမဟုတ်တော့ခါကျဒေါက်တာအနေနဲ့ပြောပြီးတော့မမေတွေလည်းပိုတတိထားလို့ရတာပေါ့နော်ဒေါက်တာကြီးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်